to into Mama Pondo, beginning Assumption Purnima. Ito nga si Puene, Sister Purnapa, Kengaya Me Purnima, Kaya Kengu Chiyu Tenyen. Community South Yan, I take that to a power Japan, Mimi do ya Timia to 60 1 So, Genobi. Thank you.
တော်ဆုံးမှရှင်ပြန်ချောင်းမြောက်တော်မူ၍ဒီသူတော်တွင်အဝူသီးသောအသီးကဲ့သို့ဖြစ်တော်မူသည်အကြောင်းမူကားလူတစ်ယောက်အားဖြင့်တည်ခြင်းတရားဖြစ်ပေါ်လာတဲ့ကဲ့သို့လူတစ်ယောက်အားဖြင့်တည်ခြင်းမှရှင်ပြန်ချောင်းမြောက်ခြင်းလည်းဖြစ်ပေါ်လာရသည်လူအလုံးတို့သည်အာဒံကြောင့်တည်ချရသည်နည်းတူလူအလုံးတို့သည်ခရစ်သူသခင်အားဖြင့်အသက်ရှင်ခြင်းချမ်းသာကိုရကြလိမ့်မည်တို့ရတွင်အလုံးအစီအစဉ်အတိုင်းဖြစ်ရလိမ့်မည်တာဝဖြစ်သောခရစ်သူသည်ပထမထိုနောက်ဖရောတပန်ကြောလာတော်မူသောအခါရောဤနောက်လိုက်စပေတော်သည်ရှင်ပြန်ချမြောက်ကြလိမ့်မည်ထိုနောက်ခရစ်သူသခင်သည်အထောက်အချာအာနန္ဒကိုရှိသမျှတို့ကိုထိုနေပျက်စီးတော်မူပြီးနိုင်ငံတော်ကိုအဖခမည်းတော်ဖျားအားအနည်းတော်မူသောအခါအရာခတ်သိမ်းအဆုံးသို့ရောက်လိမ့်မည်အဘယ်ကြောင့်ဆိုသောဘုရားသခင်သည်ယံသူအလုံးတို့ကိုခရစ်သူသခင်၏ချီးမွမ်းတော်အောက်သို့ရောက်စီသည့်တိုင်အောင်ခရစ်သူသခင်သည်အုပ်စိုးတော်မူလိမ့်မည်နောက်ဆုံးဖြစ်စီပြီးရမည်ယံသူကတည်ခြင်းပင်ဖြစ်သည်အကြောင်းမူကားဘုရားသခင်သည်အရာခတ်သိမ်းတို့ကိုခရစ်သူသခင်၏ချီးမွမ်းတော်အောက်သို့ရောက်စီတော်မူသည်ဤဒီကဖြန်းခင်၏နောကချော်ပြီးသည် Dominus vobiscum. Lectio Sancti Evangelium secundum Lucam. To near donate Maria di Tayet. တောင်ကောရရှိဂျူရာမျိုးတစ်မျိုးတို့အလျင်အမြန်သွားပြီးလေဇာခရီးယား၏အိမ်သို့ဝင်ကာအဲလိဇဘက်ကိုနှုတ်ဆက်လေ၏အဲလိဇဘက်ဒီလေမာရီယာ၏နှုတ်ဆက်တံကိုကြားသောအခါသူမ၏သားငယ်သည်ဝမ်းတွင်၌ခုန်မျိုးလေ၏ထိုအခါအဲလိဇဘက်သည်ဝိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်ကျေသောတန်ဖြင့်ကြွေးကြော်သည်ကားတင်ဒီမင်းမတကားတို့တွင်မြတ်သောမင်္ဂလာရှိသူဖြစ်၏တင်ဤဝန်တွင်မှအသီးတော်သည်လည်းမင်္ဂလာရှိ၏ကျမသခင်၏မေတော်သည်ကျမထံသို့ကြွလာသောကျေးဇူးတော်ကိုကျမ၏အဘက်ကြောင့်ခံထိုက်ပါသည်အကြောင်းမူကားတင်ဤနှုတ်ဆက်စကားတန်သည်ကျမ၏နာသို့ရောက်ပြီးနှင့်ကျမ၏ဝန်တွင်မှတားငယ်သည်ဝမ်းမြောက်ခြင်းဖြင့်ခုန်မျိုးလေပြီမိမိအားထာဝရဘုရားခင်မိန့်တော်မူသောစကားသည်ပြည့်စုံလိမ့်မည်ဟုယုံကြည်တော်မိန်မသည်မင်္ဂလာရှိ၏ဟုဆိုလေ၏ထိုအခါမာရိယကမွတ်ဆိုလေကားကျွန်ုပ်၏ဝိညာဉ်သည်ထာဝရဘုရားခင်ကိုချီးမွမ်း၏ကျွန်ုပ်၏စိတ်နှလုံးသည်လည်းကျွန်ုပ်၏ကယ်တင်ရှင်ဖျားခင်၌ရှင်လန်းဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားကိုယ်တော်သည်မိမိကျွမ်းမ၏နှိမ်ချသောဖြစ်ကိုကြည့်ရှုတော်မူလေသည်ယခုမှစ၍ခတ်သိမ်းတော်သူမျိုးအစဉ်အဆက်တို့သည်ကျွန်ုပ်ကိုမင်္ဂလာရှိသောသူဟုခေါ်ကြလိမ့်မည်အကြောင်းမူကားတကူကြည်တော်မူသောခင်သည်ကျွန်ုပ်အဖို့ကြီးမြတ်သောအမှုအရာတို့ကိုပြုတော်မူ၏ကိုရောဤနာမတော်သည်တန့်ရှင်းမြင့်မြတ်တော်မူပါ၏ကိုရောဤဂယုဏတော်သည်လည်းမိမိကိုကြောက်ရွံ့ယိုသေးသောသူတို့အပေါ်သို့သားစင်မြေးဆက်တည်ရောက်လေ၏ကိုရောသည်လက်ရုံးတော်အားဖြင့်ခွန်အားတဘိုးကိုပြတော်မူ၍စိတ်၌မာနထောင်သောသူတို့ကိုကွဲလွင့်စေတော်မူပြီးကိုရောသည်အင်အားကြီးသောသူတို့ကိုအရေးအရာမှချတော်မူ၍နှိမ်ချသောသူတို့ကိုချီးမြှောက်တော်မူပြီးကိုယ်တော်၏ငတ်မွတ်သောသူတို့ကိုကောင်းသောအရာတို့နှင့်ပြည့်ဝစေ၍ကြွယ်ဝသောသူတို့ကိုလက်ချီတက်တက်လွှတ်လိုက်တော်မူပြီးကိုယ်တော်၏မိမိ၏ဂယုဏတော်ကိုအောက်မေ့တော်မူသဖြင့်မိ
မိမိအစီခါအေဆဲကိုနေဆောင်မတော်မူသည်အကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သောအာဗြဟံမှစ၍သူ၏မျိုးနွယ်အစဉ်အဆက်တို့၌ထားခဲ့သောဂတိတော်အတိုင်းကိုယ်တော်သည်အစဉ်ထာဝရကိုနေဆောင်မတော်မူသည်ဟုမွတ်ဆိုလေ၏ထို့နောက်မာရိယာသည်အဲလိဇဘက်နှင့်အတူ3 လခန့်နေပြီးမှမိမိအိမ်သို့ပြန်လေ၏ဣဒီကဖျားခင်၏ဧဝံဂေလိနှုတ်ကပတ်တော်ပေသည်ဒီစာရပါတော့ကလိတာဒနာဂိုင်အိုတာဒနာမှာအာဆီယရာဖိလိစီခွင့်ပြုခြင်းအဖြစ်ဒီနေ့မေရဒ်ခေမာကောင်းဝင်မှုပစ္စံခဲရမှုတော်ပွဲမှာတရားပြီးခွင့်ရတဲ့အတွက်ဖတ်ပြရှင်အထူးပဲကျေးဇူးတင်ရှိပါတယ်။တစ်ဆက်တည်းမှာလည်းပဲကျွန်တော်ရဲ့ professor ဘာဖြစ်တဲ့ Father Poly News နဲ့ Father Joseph Captain တို့အားလည်းအခုထားပြီးတော့မှဒီကိုနောက်တော့ကျွန်တော် pronunciation ထက်တော့ပါလာတယ်ရှိကြတယ်ဆိုတော့အခုဒီကိုနောက်တော့ဒီကိုဘုန်းတော်ကြီးများနဲ့အတူဒီ Saint Teresa လမ်းစဉ်တဲ့ဒီလာရှင်တိတ်ခိုင်မှာအကြီးကဲဖြစ်တဲ့စေကြီးမာရီယာဗန်ရဲ့တကွာသူတို့စီအားလုံးဒီကေဘယ်အားလုံးကိုမင်္ဂလာပါလို့ပြောဆက်ချင်ပါတယ်မင်္ဂလာလို့ပြောတဲ့အခါမှာဒီကနေ့မှာဆိုရင်အကြောင်းအရာတစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုရင်ကျွန်တော်အစမှပြောခဲ့သလိုမျိုးတို့ခင်မှာကောင်းကင်ဘုံခံပစ္စံခံရလို့ပွဲကျင်းပနေကြတယ်ဒီကြောင်းရဲ့ဒီ seminary ရဲ့ကြောင်းပွဲလေးဖြစ်တယ်အဆက်ထဲမှာလည်းပဲ sister ခုနှစ်ပါးရဲ့သင်္ကန်းဝတ်ယူခံယူခြင်းနဲ့ယာယီတစ္ဆာပြုခြင်းအခမ်းအနားနဲ့ပါဝင်တဲ့အတွက်ကြောင့်မင်္ဂလာရှိတယ်လို့ကျွန်တော်အရင်ဆုံးနှုတ်ဆက်လိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ပုံမလေးပြင်ပြီးရေးနဲ့အရင်ဆုံးတွေးထဲမှာတစ်ခုဘာရောက်လာလဲဆိုရင်ဝစ်လာဆိုတဲ့ပကြီးဆိုင်ဆရာတယောက်ကပကြီးအများကြီးဆွဲဘူးလေဆွဲဘူးတွေထဲထဲမှာသူ့အမေရဲ့ပကြီးကိုသူဆွဲတဲ့အခါမှာသူ့အမေရဲ့ရုပ်ပုံတော်ကိုသူဆွဲတဲ့အခါမှာသူဆွဲခဲ့ပြီးတဲ့အရာတွေထဲတလူထူးခြားစွာသူဆွဲတယ်ပြောချင်တာကကို့အမေကအားလုံးရဲ့စံနမူနာဖြစ်အောင်ကိုသူဘာဖြစ်လဲဆိုရင်ဆွဲခဲ့တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့မေတော်သခင်မှာကောင်းကင်ဘုံကိုပြည့်စုံခဲ့ရလို့တော့ပွဲပါနေပဲမေတော်သခင်မှာက is a chosen သူဟာရွေးချယ်ခံထားရတာဖြစ်ပါတယ်သူဟာ spiritual creature တကယ်အထူးဖန်ဆင်းကံတွေပါလေမှာအထူးဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်ဖတ်သွားတဲ့ကျမ်းစာတော်မြတ်ထဲမှာကြားပြီးသားဖြစ်ပါတယ်ဘာလို့ပြောလဲဆိုရင် full of grace တဲ့ဂျာမနီကနှုတ်ဆက်တဲ့အခါမှာကျေးဇူးတော်အပေါင်းနဲ့ပြည့်စုံတော်မူသောသခင်မှာဒီထက်ပြည့်စုံတော်ရှိတော့ကျေးဇူးတော်အပေါင်းနဲ့ပြည့်စုံတော်သခင်မှာဘာဆက်ပြောလဲဆိုရင် you just got favor from God မင်းဟာတရားစီရင်ပြီးတော့မျက်နှာသာရနေပြီတော့တရားရှင်စီရင်မျက်နှာသာရနေပြီဒါကြောင့်လည်းပဲ CCC လို့အများကြီးမပြောတော့ပါဘူးဒီ document တွေလို့လူငယ်ချင်းစီယုံ56လို့ဟာအဲ့မှာလည်းပြောလိုက်ဆိုမေတော်သခင်ကတဲ့ကျွန်တော်တို့နဲ့မတူဘူးတဲ့ she is enriched from the first instinct of her conception with the splendor of an entire unique holiness ကျွန်တော်တို့ original sin ကိုစီပါအဖြစ်လူလာအဖြစ်ရင်းဆိုတဲ့အရာသူမစီပါမလာဘူးပြင်ဆင်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်လည်းပဲမေတော်သခင်မကိုကဘယ်နဲ့တည်းကိုထင်ရှားပြတဲ့အခါမှာလည်း I am the immaculate conception တူတူပြောလို့မိတဲ့ငါဟာအဖြစ်မဲ့တည်တော်မူသောသခင်မဖြစ်တယ်လို့ပဲငါအဖြစ်မဲ့တည်တော်ဒါကြောင့်ဒီပွဲလေးကိုပုတ်ပီယူဆိုတော့ဆက်လက်ကြည့်ပြပုတ်ပီယူကနေတော့1950နိုဝင်ဘာ1ရက်နေ့မှာသူကြီးညာခဲ့တယ်ဒီ apostolic constitution မှာ many features many features ဒီ seems to ဆိုတဲ့ဒီစာချုပ်တော်နဲ့ပါဒီ document လေးမှာတ
သူကြည်ညာခဲ့ဘာလဲဆိုရင်မေရခင်မကကောင်းကင်ဘုံကိုပြည့်ဆောင်ခံရခြင်းဟာခန္ဓာကိုယ်ဝိညာဉ်ရောပြည့်ဆောင်ခြင်းနော်ခံရပါလေဆိုပြီးဟုတ်နော်ဒီဟန်ကြီးကလည်းကြည်ညာခဲ့ပါကြည်ညာခဲ့တာဒါကြောင့်တော့ဒီပွဲကိုကျင်းပရခြင်းမှာကျွန်တော်အတွေ့အထဲမှာတစ်ခုပဲဝင်လာတာဘာလဲဆိုရင်ကျွန်တော်တို့ကလည်းပဲဖျားစီကလာတဲ့အတွက်ကြောင့်ကျွန်တော်ကလည်းပဲနောက်ဆုံးကျွန်တော်ရဲ့ပန်းတိုင်ရလည်းဖျားစီပဲပြန်သွားရမယ်ဆိုတဲ့ထောက်ရှုချက်တွေရတယ်နော်ဒါကြောင့်မေရခင်မတော့ကြည်ကြံနေလို့ရပဲဖျားကပြင်ဆင်ထားပေမဲ့လည်းပဲသူ့ဘဝမှာကြင်ကြံမှုတစ်ခုရာပဲတစ်ခုပဲရှိတယ်နော်တချို့ကဖြေကြတယ်သူမရဲ့နှိမ့်ချခြင်းဖြစ်မှာပါသူမရဲ့ယုံကြည်ခြင်းဖြစ်မှာပါသူမရဲ့ချစ်လေးမြတ်ခြင်းဖြစ်မှာပါပါရမီတွေအများကြီးပြောကြတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်ဆိုင်ဆရာကြောင့်ဘာပဲပြောခဲ့လဲဆိုတော့သခင်ခရစ်တော်ကိုသူမဘဝမှာလက်ခံလိုက်ခြင်းလေရိုးရိုးချစ်ခြင်းလေးပဲရိုးရိုးချစ်ခြင်းလေးဒါကြောင့်ဒီကနေ့ဂျာမင်းကလာပြီးအမိန့်တော်ပြန်တဲ့အခါမှာ yes ဒါခက်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့ yes သူလက်ခံလိုက်ဒါကြောင့်လည်းပဲသူ့ရဲ့အမတော် Elizabeth ကိုတွားရောက်ပြီးလေပတ်တဲ့အခါမှာဒီသူမခံယူထားတဲ့ joy ကိုပဲဘုရားရှင်ရှိမှာပဲကျွန်မပြောပါလေ Now my joy in Christ and with Christ and through Christ for Christ ဒါကိုပဲမဖြစ်လဲဆိုရင်သူ့အမတော်စီမှာ conversation လုပ်တဲ့အခါမှာသူတို့အပြန်အလှန်ဒါပြောကြတယ်ဒါကြောင့်တချို့ကပြောလဲဆိုရင် magnifique နော်ကျွန်တော်တို့နေ့တိုင်းညနေပိုင်းဆိုရွတ်ဆိုကြပါလေ evening prayer မှာဆိုရင်ဒါမေရခင်မရဲ့စာလံလို့ပြောကြတယ်ဆိုတော့ဒါမေရခင်မကိုယ်တိုင်သူ့ခံစားချက်နဲ့ယဉ်ပြီးသူဆက်ထားတဲ့တခြင်းလို့လည်းတချို့ကပြောကြတယ်ဟိုဖခင်ကဘယ်တော့ကောင်းရလဲဆိုတဲ့အရာကိုသူပြန်ပြောပြတယ်ဟိုအဲ့ဒါဒီကနေ့ဆရာတို့လည်း first profession နော်တင်ငယ်ဝတ်ယူခံယူခြင်းနဲ့ယာယီဂရိတာဂရိတ္တာပြုခြင်းဆရာတို့ဘဝလည်းပဲဆရာတို့ရဲ့ဘဝလည်းပဲ through this association ဆိုတဲ့ literary association အဖြစ် for Christ and in Christ and with Christ and through Christ ဖြစ်သွားတယ်။ဒါကြောင့်လို့ဆရာတို့ရဲ့ constitution number မှာ article 94မှာရေးထားပါတယ်။သင်္ကန်းရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ခရစ်တော်နဲ့သူ့ရဲ့အသင်းတော်အားမိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်အနန္တထားတဲ့အသက်တာဖန်လက္ခဏာကိုကျွန်မဆောင်ပါတယ်။ခရစ်တော်ကိုကျွန်မအနန္တထားခရစ်တော်ကိုအနန္တထားတယ်။ဝိညာဉ်သင်္ကန်းဒီတဲ့အသွေးစိတ်ဝိညာဉ်ပဂရိဖြူစင်ခြင်းယုံသားခြင်းနဲ့သူတော်စင်တို့၏မြင့်မြတ်သိမ်မွေ့သောဝတ်စားစီမှုကိုလည်းပြတ်သားတဲ့အဖန်လက္ခဏာဆောင်လို့ရတယ်။တော့ကြာစီစက်ခုထားတဲ့ကချင်ယူရသူ့ရဲ့ယူရဝတ်စုံမြင်မှာဟုတ်တော့ချင်းဝတ်စုံဝတ်ထားတာမြင်မှာမဟုတ်တော့ဘူး။ကရင်ဝတ်စုံဝတ်ထားတာမြင်မှာမဟုတ်တော့ဘူး။ဒါတော့ဖခင်အတွက်တရံဆောင်တော့ I'm the symbol for Christ. I'm the instrument for Christ. I'm the instrument for the church. ဖြစ်သွားပြီပြီးရင်ဘာပြောလဲဆိုရင်တော့ကျွန်တော်ကြိုက်တာတစ်ခုရှိတယ်လောကဒီတင်တို့ကိုမပိုင်ဆိုင်ကြောင်းကျွန်တော်ကြားလိုက်ပြီလောကကျွန်တော်မပိုင်ဘူးကျွန်တော်မပိုင်လို့လေလာထိနေတော့ညသူတို့ဟာဒီ habit ကိုတိလရှိဝိယုံကိုဝတ်ဆင်ကြတယ်လို့ပဲသူတို့တစ်ဆက်ထဲမှာလည်းဘာလဲဆိုရင်စင်ကြယ်ခြင်းနာခံခြင်းဖြူစင်ခြင်းဆိုတဲ့အရာလည်းသူတို့ဘဝမှာဖြစ်လဲဆိုရင်တော့သူတို့ဝတ်ဆင်ကြတော့မှာပြောချင်တာကခရစ်တော်ကသူတို့ဘဝမှာဖြစ်သွားမယ်ဆိုရင်မေတော်သခင်မလိုပဲ annexation မှာရခဲ့တဲ့နော်ကြားနဲ့မိန့်တော်ပြန်မှာရခဲ့တဲ့ yes အတိုင်းပဲသူတို့ရဲ့ဖြူစင်သူတို့ရဲ့နော်ဘာလဲဆိုရင်စင်ရခြင်းကဘာဖြစ်မလဲဆိုရင် treasure က treasure ကဘာသူဖြစ်သွားလဲဆိုရင်ခရစ်တော်ကိုဖြစ်သွားတော့တခြားလောကမှာမစိတ်ဝင်စားတော့ money စစ်ကြောင်းပေါ့နော် treasure ကဘာလဲဆိုရင်ခရစ်တော်စီမှာရှိတယ်။အောင်မြင်ခြင်းဆိုတာကခရစ်တော်စီမှာပဲကျွန်တော်က treasure ရှိတယ်ဆိုတာဘုရားပြခြင်းဖြစ်တယ်။တစ်ဆက်တည်းမှာလည်းပဲသူတို့ရဲ့နော်ဘာလဲဆိုရင်ဖြူစင်ခြင်းက chastity ကဘာဖြစ်မလဲဆိုရင်သူတို့ရဲ့နှလုံးသားကဘာဖြစ်သွားလဲဆိုရင် entirely his တကယ်ခရစ်တော်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်။ဒါကြောင့်သူကပြောကြတယ်ဆိုကျွန်တော်ကခရစ်တော်ရဲ့အတင်းတော်နဲ့မင်္ဂလာဆောင်လိုက်ပြီဆိုနော်ကျွန်တော်တို့ဆိုဖုန်ကြီးတွေဆိုပေါ်ဝိကြတယ်ဆိုလက်ကလေးမှာ cross ကလက်ကလေးမှာနော်ဟိုဘာလဲရင်းဝိကြတယ်နော်ဘာလဲဆိုလက်စုပ်ဝိကြတယ်လက်စုပ်ကျွန်တော်ကြည့်ကြတယ်အော်ဒီကောင်ကလက်ထပ်ထားပြီးတော့ပဲကောင်းထိတယ်တော့ဟာတာပြောတော့နော်ပြောစမ်း obedience အဖြစ်သူတို့ဘာဖြစ်သွားလဲဆိုရင် being united to God's way ဖခင်ရဲ့အလိုဆန္ဒနဲ့ဒီကလုံးတော့ဖြစ်သွားပြီတဲ့ဘာအဖြစ်လဲဆိုရင်
through your superior through your rule of life constitution တွေတင်းရဲ့အကြီးအကဲတွေနဲ့တင်းရဲ့နော်ဒါတွေကဘာလဲဆိုဖျားနဲ့အစလူဆန္ဒနဲ့ကိုက်ညီသွားပါပြီဒီခေတ်မှာအာဏာကြီးဖြစ်နေတဲ့အချိန်မှာဒီခေတ်မှာစီးပွားရေးတွေတောင်းကျမ်းနေတဲ့အချိန်မှာဒီခေတ်မှာနောက်တစ်ယောက်ဒီတစ်ယောက်ယူနေတဲ့ခေတ်မှာထားပါတော့နော်ဒါကျွန်တော်အနေနဲ့မှားကောင်းပါလိမ့်မယ်ဖြစ်နေတဲ့အချိန်မှာသူတို့ကဒါကိုမရှိတော့ဒါမျိုးတွေဒါကြောင့်ဆက်စလို့ကျွန်တော်တင်ထားချင်တာ you are the woman of faith မေရိုဒီခေတ်မှာလို့ you are the woman of love and you are the woman of ဘာဖြစ်လဲဆိုရင်နော် courage ဖြူစင်ခြင်းတွေနာခံခြင်းတွေနော်ဒါတွေယူခြင်းအဖြစ်သူစီကနော်ယုံကြည်တဲ့သူကဖခင်ပဲဖြစ်သွားတယ်ချစ်ချင်းနဲ့ဒါလည်းပဲဖခင်အတွက်တင်းတော်အတွက်ပဲဖြစ်သွားပြီးတော့မှသူစီရဲ့နော်နာခံခြင်းကလည်း courage တက်တည်နေတယ်မှာဖြစ်လဲဆိုရင်လုံဆောင်သွားတော့မှာဖြစ်သွားတယ်ဒါကြောင့် Saint Teresa of Avila ကပြောလဲဆိုရင် your religious habit နော်ဒါဆိုတော့ဝတ်စင်တဲ့သူတို့စီဝတ်ရုံကကျွန်တော်ဝတ်နေတဲ့ကျွန်တော်ရဲ့ gas shop ကကျွန်တော်ရဲ့ habit က last night habit ကဘာဖြစ်မလဲဆိုရင် it's a silent homily every day နေ့တိုင်း homily ကစားနဲ့ပြောစရာမလိုဘူးပဲเนาะတိတ်ဆိတ်စွာနဲ့နေ့တိုင်းလူတိုင်းကိုဘာဖြစ်လဲဆိုရင်ရိုက်ခတ်သွားတယ်ရိုက်ခတ်သွားဒါကြောင့်ဒါပေမဲ့ပင်ပန်းတာတွေတော့ရှိမှာပေါ့ခက်ခဲတာတွေတော့ရှိမှာပေါ့မေလိုဒီကတော့မေးကြည့်ပါလားသူတို့ခဏလေးကောင်းကိုမတက်ခင်မေးခဲ့အောင်ပဲဒါရမ်းလွယ်မှာပဲတော့အခုတော့ကောင်းကိုတက်သွားပြီပေါ့ဒါနဲ့သူလည်းပြောမှာပဲခက်ခဲတာပဲခက်ခဲတာဒါပေမဲ့ she's a woman of faith and she's a woman of love and she's a woman of courage ဖြစ်တဲ့အခါမှာဖခင်ရဲ့အမြဲတမ်းချိန်ခွေနဲ့ချိန်တဲ့အခါမှာတာနေတဲ့အခါမှာယူတော့ယူတယ်ဘယ်သူကယူလဲဆိုဖခင်ရဲ့ယူတယ်ကျွန်တော်ဒါကစကားတော့လည်းကြံတယ်ပေါ့ခက်တော့ခက်ခဲတယ်ဒါပေမဲ့ဒီခက်ခဲတာကအခုကချင်ဝတ်စုံကြီးကိုစွန့်ပြီးတော့တခြားဝတ်စုံနော်ပြောစရာတင်းတိုင်းတက်မှတ်ထားတဲ့ဝတ်စုံ habit ကိုဆောင်းတော့မယ်ဆိုတာခက်ခဲမှန်းသိတယ်နောက်အကုန်လုံးချုပ်တီးရမှာသိတယ်ဒါပေမဲ့ is for Christ ပြောတဲ့အခါမှာဘယ်လိုဒီကောင်ခက်ခဲတာပဲလို့သူဆုံးတတ်တော့ဘာဖြစ်မလဲဆိုရင်သူပြောနေမှာဒါကိုလောက်ရတာသူပြောနေတာဟုတ်ဆိုတော့ဘုရားရှိတယ်ဘုရားရှိတယ်ဆိုတော့ဒါကြောင့်ဆရာရဲ့နော်ယဟန်နာမလေးဖြစ်တဲ့ Saint Teresa change Jesus ကိုပဲကြည့်ပါလို့သူပြောတယ်နော် my vocation is love ငါရဲ့ချစ်ချင်းငါရဲ့ခေါ်ရုံကြီးကချစ်ချင်းမြတ်တာပဲဖြစ်တယ်။ဒါကြောင့်သူဟာတင်းငယ်တဲ့အရာတွေမှာခက်ခဲပါလေလို့မတွေ့ပဲနဲ့ချစ်ချင်းမြတ်တာနဲ့နော်လုပ်တယ်ကြီးမားတဲ့ချစ်ချင်းမြတ်တာနဲ့လုပ်တယ်။ဒါကြောင့်အခက်ခဲတွေထဲမှာသူမျက်နှာဖျားရှင်ကိုအပြုံးမပြတ်ဘူး။ပြုံးငယ်မသွားဘူးလေ။ဖျားရှင်ကစိတ်မပြတ်ချင်ဘူးကွာ။ဒါစီကဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ဆိုရင်လည်းဖြစ်တယ်။သူကအဲ့လိုမဖြစ်ဘူးလေ။ဖျားဘူးပြုံးငယ်ဒါကြောင့်ဒီနေ့တိုင်းပါလို့ဖြစ်တယ်။ အပြုံးတစ်ချက်ပေးတယ် she gives a small smile doing maybe it's a small thing with great love ကြီးမားတဲ့ချစ်ချင်းမြတ်တာနဲ့ဖြစ်လို့ဆိုရင်လှုပ်ဆောင်သွားတယ်ဒါကြောင့်ကျွန်တော်တို့ဒီလက်ထပ်တင်ရတဲ့ sacrament ပေးတိုင်းပြောလို့ရှိပါတယ်အများကြီးကောင်းတာတွေပြောသွားပြီးမှတော့ဟာပြောလို့ရှိလို့ဆိုရင်လက်ထပ်တင်ရတဲ့ sacrament ကိုယူပြီးတဲ့အခါမှာတစ်ပေါင်းများစွာကြာလာတဲ့အခါမှာခက်ခဲတယ်လို့မြင်လာတော့ပဲစိတ်နဲ့ကြာတယ်လို့ပြောမှာကျွန်တော်လာမေးလေဘုန်းကြီးကခက်ခဲတယ်လို့ကျွန်တော်ဖြေချင်းဖြေမှာပဲဖြေကောင်းနဲ့ရှိတာပဲရှိခဲ့တဲ့အချိန်လည်းရှိရပဲဒါပေမဲ့အဲ့ဒီခါမှာကျွန်တော်ပြောလိုက်ဆိုဒီလိုပြန်ပြီး first thing လုပ်တဲ့နေရာပြန်သွားချပါလို့ကျွန်တော်ပြောပါတယ် I love you လို့ပြောခဲ့တဲ့ငါမင်းကိုချစ်တယ်ကွာလို့ပြောခဲ့တဲ့နေရာကိုပြန်သွားလာဒီခါလေးမှာအရင်ကပေါင်းကြာလာတဲ့အခါမှာနေတိုင်း prayer တွေပဲဆိုရတဲ့အခါမှာနေတိုင်းဒီဝတ်စုံပဲဝတ်နေရတဲ့အခါမှာနေတိုင်းဒါပဲတွေ့နေရတဲ့အခါမှာ community life မှာကိုကဘာဖြစ်လာလဲဆိုရင် I love you တဲ့ခါလေးမှာယူကပြောက်လာတယ် I love ကိုကိုချစ်တာကြာလာတော့ဘာဖြစ်လဲ love ကပြောက်လာပြီးဘာဖြစ်လဲဆို I ပဲတလုံးမကြံလို့ကိုကိုပဲကြံနေတော့ဘယ်သူမှမရှိတော့ဘူးနော် I နဲ့ပြန်ပြီးသွားတော့ဘယ်လိုဒီမှာလဲဒါနဲ့ပဲနော်ဒါကြောင့်နော်ကျွန်တော်ခရစ်ယာန်တွေလည်းပဲဒီကနေ့ပွဲချင်းပွားခြင်းအပြင်ကျွန်တော်ရဲ့ image ကိုပြန်သွားပါမယ် Genesis မှာဖခင်ရဲ့ပုံကြီးနဲ့ဖန်ဆင်းခံထားရတဲ့ရွှေပုံသဏ္ဍာန်နဲ့ဖန်ဆင်းခံထားတဲ့ကျွန်တော်ဒီပုံကြီးဟာလည်းအမြဲတမ်းလောက်ဆုံးတယ်ဒါကြောင့်နော်အခု blessed ဖြစ်နေတဲ့ Saint Carlo ကပြောလဲဆိုရင်နော်ပြန်သွားလို့ရှိရင်မိတ္တူပုံစံနဲ့ပြန်သွားနေတယ်။နာလာတဲ့ origin ပြန်လဲ origin တိုင်းပဲပြန်သွားပါဒါကြောင့်နော်ကောင်းရည်နိုင်ငံဆိုတာထူးဆန်းမှုတူတယ်။ဒါကြောင့်ခင်ဗျားပြောလဲဆိုရင် ကောင်းကင်နိုင်ငံလို့ဆိုတာကမင်းတို့ရဲ့ကျွန်တော်ရဲ့အမြင်ပါပဲရှိတယ်ဒါပေမဲ့ဒါပြောလဲဆိုရင်
repent နောက်တာပဲရှိပါဒါကြောင့်တချို့ပြောကြတယ်လက်ခံနိုင်တာမသိဘူးနော်ဝင်ဒီပုံကြီးတွေပြောကြတယ်တော့ကောင်းကင်နိုင်ငံလို့ဆိုတာထူးဆန်းတဲ့နေရာပေါ့ဒီဘာလို့ဆိုအပြစ်တွေနဲ့ပြည့်နေတဲ့နေရာဟာဒုက္ခကိုဘယ်လိုမှမသိဘူးပေါ့ဒါပေမဲ့ဒီပါဆက်ပြောလို့ဆိုနောင်တတရားနဲ့ပြောင်းလဲသွားတဲ့အပြစ်တွေနဲ့ပြည့်နေတဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်တို့တချို့ကပြောလဲဆိုဒါဟာကျွန်တော်တို့ရဲ့ no definite homeland နော်ဒါတိကျတယ်ငါတို့ရဲ့အိမ်ပုတ်သေးဘူးလေငါတို့အိမ်ကဘာလဲဆိုရင်ခုမျိုးတို့ဒီမှာကောင်းကင်ဘုံတက်သွားတဲ့ the glory ရောက်သွားတဲ့နေရာငါတို့ရဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်မျိုးတို့ဒီမှာကအမြဲတမ်း operation ထင်ရှားပြတယ်မှာဒီနေရာပြောတယ်သူကကောင်းကင်ဘုံဘယ်လိုသွားမယ်ဒီလိုပြောပါတယ်ဘယ်လိုစစ်တောင်းပြဒါလည်းကောင်းကင်ဘုံသွားမယ်ဒီပဲ the key to heaven and the way to heaven နော် this is authentic တကယ်မှန်တရားပါဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဟာကောင်းကင်ဆိုတာပုံကိုဒီကိုမတွေးပဲနဲ့ဒါကျွန်တော်ထုတ်ရှုရတာခါဒီမှာငယ်တော့ကျွန်တော်ဖြေလေးရှိတယ်ကောင်းကင်ဆိုတော့ဘာလဲဆိုတော့ပေါ်ပဲလေလူထုတ်ပြတယ်ဘယ်ကိုလည်းပဲဆိုင်တယ်လူဟာလို့လေဒါကောင်းကင် is just here heaven is just here ကျွန်တော်ထဲမှာပဲဖြစ်ပြီးရှာဖွေတွေ့ရှိသွားပြီးတော့ရှာဖွေတွေ့ရှိသွားတဲ့အတိုင်းလက်တွေ့မှာလည်းလက်တွေ့မှာလည်းပဲနော်တက်တည်ခံရတဲ့သူတွေဖြစ်ရင်ဒီစာရီအရဆက်လက်ပေါ်ကျေးဇူးတော်တောင်းပေးကြပါစို့အခုချိန်မှစပြီးဒီလရှိလောင်းများရဲ့သင်္ကန်းဝေယုံခံယူခြင်းနဲ့ပထမသစ္စာပြုခြင်းအခမ်းအနားစတင်လို့မှဖြစ်ပါရဲ့ရှင်။တို့ဖြစ်ပါ၍ဒီလရှိလောင်းတာဝန်ခံ Sister Maria Stella Gianni ဆွေမှဒီလရှိလောင်းတူစီရဲ့အမေများကိုဖိတ်ခေါ်မှဖြစ်ပါတယ်။ဒီလရှိလောင်းများမှအစီအစဉ်ရှိကြောင်းဖြေကြားကြမှဖြစ်ပါရဲ့ရှင်။ Novice Justin Isa Sindeshivadi Novice Rosemary Manko Sindeshivadi Novice Rosemary Thongmeihin Sindeshivadi Novice Catherine Mipango Sindeshivadi Novice Catherine Nilachit Sindeshivadi Novice Helena Jean Coleman Sindeshivadi Novice Philomena Jean Coleman Sindeshivadi သင်္ကန်းဝေယုံခံယူမိတိလရှိလောင်းများအားအဖားဆရာတော်ဖျားမှ၎င်းတို့၏စိတ်ဆန္ဒဆုံးဖြတ်မှုနှင့်ပတ်သက်ပြီးမင်းမြန်တဲ့အခါတိလရှိလောင်းများမှမိမိတို့၏ခံယူချက်သဘောထားများကိုထုတ်ဖော်ပြကြကြမှဖြစ်ပါရရှင်။ခင်ဗျာကိုရရှင်ဖိခေါ်တော်မူသောတိလရှိလောင်းတို့သည်ကိုရရှိပူဇော်ရာပရိရှိအာတနာတော်၏မျက်မှောက်တွင်အစဉ်သင့်ရှိနေကြပါသည်။ စစ်တပြေတို့စင်ပရိစာလန်စင်ကိုဒီလဆက်တဲ့ဂိုင်းတို့ဝင်ရတေတို့အတိတရားဖြစ်လို့လားဆိုတာစိတ်ဆုံးဖြတ်ပြီးကြပါရော Pero Maruti Centuries I see the Lasha Dingai Achiva Mune Sigan Ubriniane Romania Go Lilapi Menudocha Dingai to Wayan Lalaswa Say Sompia Piva Vipia စင်ပရိစာလန်စင်တွေဒီလဆက်ဘဝဖြစ်တရားခဲတဲ့မှုတော်ကိုထမ်းဆောင်လို့တေတို့ဒီအနံပူဇော်ခြင်းလက္ခဏာဖြစ်တမထာရတင်္ဂန်ကိုလေးစားစွာဝတ်ဆင်ရန်အတင်းရှိပါ၏တော် Yadakini Kuni Soma Shingo Amipuri Tingango Lisa Swa Wasiya Ate Shiva Dipya ဆက်လက်ပြီးဆရာတော်ဖျားမှပူဇော်အနံ့ခြင်းနှင့်ဖြူစင်ခြင်းလက္ခဏာဖော်ဆောင်တဲ့သင်္ကန်းဝေယုံများကိုကောင်းချီးပေးပြီးဒုစီအားအနှိမ့်မှဖြစ်ပါတယ်ဆုတောင်းကြစို့ဘုရားသခင်ကိုရစေမြတ်မောတွင်အတင်းစီနိကြတော်ကိုရစေနိအစီခံတိလစေတော်မြတ်ခံယူမဲ့အာနာ
ချင်းနဲ့ပြုချင်းချင်းလက်ခဏပေါ်လွင်စီတော့ဤတင်ကမ်းများကိုကောင်းချီးပြီးတော့ပါဒီလိုဒီထိုင်ပြုမှုပုံအပြင်ပစ္စည်းစေဒီသဘောထားအပြင်ပစ္စည်းဘုရောရှင်အားပူဇော်အနန္တမြတ်ပြီးကြောင်းတက်တိခန္ဓာကြတဲ့ဒီလိုကိုတင်းဆောင်ရှားတော်ပါမြင်ကြောင်းဘုရောရှင်တပါးတော်တားတော်အပြင်တော်အောင်ဆောက်ကြပါသည်အခုလိုသီလရှင်များမိမိတို့ရဲ့ရိုးရာဝတ်စုံများကိုချွတ်လဲပြီးမွန်မြတ်လှတဲ့သင်္ကန်းဝတ်ရုံများကိုဆင်ញံရန်ထွက်ခွာသွားကြခြင်းဟာလောကနဲ့ဆိုင်တဲ့မိဘဆွေမျိုးသားချင်းများဂုဏ်စည်းစိမ်လောကီအပျော်ပါများကိုစွန့်ခွာပြီးသူတော်စင်ပုံသို့ဝင်ရောက်ခြင်း၏အထက်အမှတ်ဖြစ်ပါတယ်ဤသို့သင်္ကန်းဝတ်ရုံခံယူခြင်းအဖြစ်လောကအလှပမမောမှုတွေကိုဆွတ်ပယ်ရင်အတွင်းစိတ်ရဲ့နှလုံးသားအားဖြင့်လည်းဆွတ်လွတ်ငင်းပယ်နိုင်ပြီးသင်္ကန်းဝတ်ရုံကိုတက်ထဆုံးတိုင်အောင်ဆင်မြဲနိုင်ကြဖို့ရန်တတိယဆုတောင်းပေးကြပါစို့
Jen Anna Buddha Chenku Kumu Letnet Sibu Jai Lo. I shall know within Lori, Argo Jesu, Ami Pue, Kumu Linux Sino Java Dipia. Pidonado Roya Laina Yan Ziwe Senye Chen Tisa Apia. Lua people who are more cared of Pidon Kedo. Senye Chen Paramiku, Leaders for Chen Sati and Dollar. Amiro Pia Sidono Mokeda Pidon Nakan Chin Namuna Pujure, Roy Bondo Potensiasian, Achi Keni Lania Mumiaku, Piake Adura Pikadujet, Naton Jaya Long. Ongananga good Puchen, Chintisa Arkin, Tendo Water Pulungu, Piake Signal Atwame, Aya Solanza Pujo Liet. Valuta Bongo, Chicken Jaya Long, Tendo again Siva Ilo. I shall know within Lori, Argo Jesu, Ami Pue, Ascende Shijava Dipia. Simbisalasian, Babilasian, Atenga, Chikamune, Sika Ubrimian, and me, Chilimia Chelogana, Mio Kusoria, the Nuku Anna, Evoli, the Yara Buddhi Kayane. Tadanado Ike Chiluran to account Hepoyan, Fidon de Bon Sadri, a table Tirasemiane, say the ball to me Swanitaya, a Lucy Java Ilo. I shall know within Lori, Argo Jesu, Ami Pue, Aloshi Java Dipia. The Louis Handaya Lulaswa, Tendo Anna Puzo de Tai, Piwa Swanitay Wajanaya, Ongananga Remet, Amalekana. The other penny for a motion zero with the donate, the immense zero mobile, meet John's on Jasu. Upia the king Russian Nicolas said Susana Moro, a Shintido Morine again. Itila Selomian to County Pira Moye, Urosena Seno, a Geometric Henayane, a Gentila Apele, Uroseni Bono Sensasia, Giro Piaton Pira Mova, Uroseni Chitimita Tensiasiane, Bono Guti Suchimon Jaya, Turo are Pridon, the bond the sea, the Sido, John, Don South Java. Yakutila Shimyaka, Yahanshin Lu, Batatumia, go Tete Tabi, Piashin Shimya Powdon, Matingai Etsiake, Sister Maria, Vani Kim E. Letwendo, Brahmakati Tisabu, and hence Amam You favor me with my religious vocation in the honor of the little sisters of Citrus, so that I might share in the work of bringing love to others. In response to your call, Our Sister Josephine Isa, our Sister Rosemary Maho, our Sister Rosie Townating, our Sister Catherine Lipao, our Sister Catherine Lachi, our Sister Helena Tinkono, our Sister Philomena Nginkolwa. Wholly dedicate myself to you as a sign of this dedication. I vow to God into your hands, Sister Maria Vanikim, Superior General, to live a life of the evangelical counsels of chastity, poverty, and obedience. And I promise to live in humility for 1 full year, according to the constitutions of the Association of the Little Sisters of St. Therese, and also
in the presence of the church community gathered here, especially my family, relatives, benefactors, and friends. In the name of the Father, and the Son, and of the Holy Spirit. Amen. ဆက်လက်၍အဖာဆရာတော်ဖျားမှစိန်ထွေစားပုံပန်းနဲ့ဆွေများကိုကောင်းချီးပေးပြီးတပါးစီကိုပေးအပ်မှဖြစ်ပါれ။ So tao cha so Yahanda turo tu miat dewi sen tu miat ko isi do pong ka chen miat ko isi kaya mesi ne jisu cara karai Loi achen ne tan sen chen do sei ne au mi sen chen sen sa cha ye tu lu ya lo ma tu lo ji so ya phun pi ro mo ro a long sang ko tan ne no mo ro u tha ra pya khin ngaya miat tan da tri sa ko au mi tri ya cha de tu di so ho sen ya along a tamat tha do sen tri sa pong le soi mya ko kong chi pi ro ho yue tan sen si ro mo baဒီလိုဆွဲထားခြင်းဟာဒီလရှိဘဝတတဖြစ်တဲ့စည်ရဲခြင်းနာခံခြင်းတန်ရှင်းပြုစင်ခြင်းနဲ့နှိမ့်ချခြင်းစတဲ့ပါရမီများကိုလိုက်နာခြင်းသုံးနေထိုင်ပြီးမိမိတို့ဘဝကိုပြုနှံစိတ်ကပ်မိအတိပ္ပယ်ကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။ Now, so many the last yadi, Mimido, Sandalio, Lula Sua, Gaditisa, Puchin, the day Piari and Nene, Lemma Yitu Jama, Shiparishi. Sister Josephine no Eza, Tomu Dadana, Tamuram Siyinsu, Tomzalewa, Apa Ubida Chisuine. Amido Machlina, no worry do eat. Dadami Chau Ane, Dudia Milk the meat at the Nabsipare. Sister Rosemary Mahong, Meda Tadana, Madu Siyensu, Madu Yua, Apa U Philip, Song Rone, Amido Rosa, Uquedo E, the mean U Ane. The new Yadana Tipare. Sister Rosie, Tonga King, Kalida Dana, Kamachi Siyensu, Hinzang Yua, Apa Upita Sengamne, Amido Monica Zanindo E, Tadami Se Uane, Satamamia, the Mijadana Tipare. Sister Catherine Maypan U, Bamo Dadana, Maika Siyensu, Muti Yua, Apa U Christopher Newman Une, Amido Lucia, Gemma Tre Ludo E, Dadami Leu Ane, Dudia Milk the Me, Jadana Pipare. Sister Catherine Nilachit, Tomu Dadana, Tamura Siyensu, Tomzalewa, Apa U Gregory, Mongba Lene, Amido Luisa, No Lulu Poro E, Dadami Go U Ane, Sadota Milk the Me Jadana Pipare. Sister Helena Jin Cornwall, Kalida Dana, Sobwayi Shin Siyensu,
စောဘွားရေးရှင်ရွာအဖဦးကျူးဆက်ထောင်ဒိုဒါနဲ့အမိတော်မာဂရက်မိုင်ခန်လူတို့ဤသာသမီလေးဦးအနက်ဒုတိယမြောက်သမီးရတနာဖြစ်ပါတယ် Sister Philomena Nginkhorwa Kalita Dana Phai Sin Su Lai Bongjwa Apa Upo Nang Khan Min Ne Ami Do Teresa Min Khan Hung Do I Tatami Se U Ane Satama Myaw Tami Jadana Phipare Celebi Saint Teresa Lansing Twe Atingai I Tawon Khan Sister G Maria Vane Kimma Tilashin Timya A Atingai Ma Lekhan Jusu Jang Tinya Dwama Phipare Saint Teresa Lansing Twe Tilashin Atingai Tawon Khan Ji Kemya Ma Tinduku Pai Swa Jusu Jabadi Tatana Logan Wing Bowing Thank you Badi Yata Bagri Sapu Nayi Attract Tawin You Badi Baita Wikan Sister Tine Apasia Ropiama Tilashin Timya A Lekhan Jusu Jang Leswen No Seja Pam Phipare Akulu no secha jiha tatana roma tilashin timya a drosim bawato selesho lanai jabo juzu gong pyu de achang adino taku longma wanda wamya hu ko phopya de amalekana phipare Tengawe yong khayu jin ne Brahma gadi tissa pyu jin akhana phi song wa bi misa tiya sele chimpa twa ma phipare Oh
တော်ဘုရားသည်ဒီလိုနဲ့တဲ့စိတ်ကကြတော်ဒီဘုရားဗျာယာသူဒီဒီသတ်ခါတော်ဘုရားဆုတောင်းကြပါဘုရားသခင်တရားကြီးမျိုးချင်းနဲ့တပည့်တော်တို့စိတ်ကကြတော်ဘုရားဗျာယာမြတ်ကိုဘုရားရှင်ရဲ့အခါတော်တို့ရောက်ရှိစီတော်မူ၍ကောင်းကင်ဘုံတို့ပေးဆောင်ဖန်ရတော်မူမြတ်သောပညာစေမာရိယတနာခံခြင်းအဖြစ်တပည့်တော်တို့ရှင်နှလုံးကြီးချစ်ချင်းမေတ္တာမြည်ဖြစ်တောင်းတော်မြတ်ဘုရားရှင်အားအရှင်သဆိုင်ဆွေးနွေးတန်တန်နိုင်ရမဆတော်မူ၏အကြောင်းတပည့်တော်သခင်ခရစ်တော်ဘုရားရှင်အားအမိပြု၍တောင်းလျှောက်ကြပါသည်ဗျာအာမင်ဘုရားသခင်ဒီတဲ့လုံးနဲ့တူရှိပါစေဘုရားသခင်အားအာရုံပြုကြတော်အာရုံပြုရရှိကြပါစေသူတို့အရှင်ဘုရားသခင်ကချီးကျူးတင်ကြဆိုချီးကျူးတင်ကြပါစေဘုရှင်မြတ်တရှင်တော်မူသောအဖအနာဂတ်ဘုရားရှင်ဟာရဘုရားဒီလိုလိုခရစ်တော်သခင်ကိုအမိပြု၍ဘုရားရှင်၏ချီးကျူးတော်မြတ်ကိုကာလတိတမ၍ခေါ်ထုတ်ချီးမွမ်းခြင်းသည်အမှန်တည်းပြုထိုက်တော်မူသည်ဒီလိုလိုခုချီးကျူးတော်သူပေါ်ရာကြောင်းလည်းဖြစ်သည်ယနေ့ဖရာ၏မေရောကညာစေမာရိယာသည်ဘောင်ကံဘုံတို့ပင်ဆောင်ခံတော်မူ၏တခေမာရိကဘုရားရှင်၏ဆုံးလင်တော်သာသနာတော်၏တာဦးနှင့်စံပြဖြစ်သည်လောက၌ဧည့်သည်အာဂန္တုကတအားတိချာတော်မြို့လင်းခြင်းနဲ့စိတ်ချမ်းသာတရားချင်းကိုပြီးတော်ဆန္ဒမူလာတဲ့ဖြစ်သည်ဘုရား၏အံဘွယ်တော်တို့ဖြစ်ကိုလူတော်မူသောအတ္တသခင်ဘုရားရှင်၏သားတော်ကိုမိစုပန်းစင်ပွားမြင်တော်သခင်မှာတင်းချမ်းရွယ်၌ပို့ဆက်ဆွေးမဲ့ခြင်းကိုမြင်လူမူသောကြောင့်เป็นဆောင်တော်မူသည်ဒုက္ခိစေခတ်သိင္တော်တော်တရားဓမ္မတို့နဲ့အတူဝိရတော်ဒီကိုရရှင်အားဝမ်းမြောက်စွာချီးမွမ်းထောက်ပံ့ပြုတဲ့ကြွေးကြော်ကြ၏မှာဘုရားရှင်အားဖြင့်အရာတတ္တဝခတ်တင်တို့ကိုအသက်ပေးတော်မူ၏တန်ရှင်းစင်ကြယ်စီတော်မူ၏ဘုမြတ်မကတိထွေးရာအယမယေဝရာအယတ်တိုင်အောင်ဘုရောရှင်မြတ်အားတန်ရှင်းပြုစင်တော်ဘုရောတရားရကိုစက်ကစီခြင်းကလူမျိုးတရားတော်ဝါထာတော်တို့အရှင်မပြတ်
ပေါ်ယူစုသုံးတော်မူပြီးဒုက္ခိကျွေကိုတရားဘုရားရှင်အားစိတ်ကကြတော်ငါတပည့်တော်တို့သူဆောင်တော်ဤသူတော်တရားများကိုရှင်တော်ဝေတော်ဘုရားအခင်တရှင်စီတော်ဝေဘုရားရှင်ဤသားတော်တပည့်တော်တကယ်ရှင်မြတ်ယုပိတော်တကယ်လေးအသားတော်နဲ့အသီးတော်ဒီတော်ပြောင်းလဲစီပါမည်အကြောင်းနေချာရသောဆောင်အတနာတော်နဲ့ခံကြတဲ့ခရစ်တော်တကယ်နဲ့အမင်းတော်မြတ်တိုင်းဤမူမိစားပူတော်ခြင်းကိုကျင့်ပါကြပါသည်ဒီလိုတော်တကယ်နဲ့အနာချင်းခံရ၍ဘုန်းတော်ကိုဘုရားသူတော်မူ၍ဘုရားရှင်အားကြီးတင်တော်မူပြီးရဲ့ဘုန်းကိုဖဲ့တော်မူ၍မိမိတပည့်တော်ကြီးတော်ပြည့်တဲ့နေတော်မူ၏ကားတင်တော်အားဤဒီရာကိုယူ၍စာကြတော်ဤဒီကားတင်တော်ကိုအနန္တရာတိငါ၏အာနာကိုဖြစ်သည်ဒီနေ့တို့ရဆာစာပြီးနောက်အနာရဘုရားမူ၍ဘုရားရှင်အကြီးစေတော်မူပြီးတဲ့ဒီမိတပည့်တော်ကြီးတော်ပြီးတဲ့အနာရဘုရားတဲ့ဘိန်းတော်မူ၏ကားဒီလိုအမှု၏ဖလာတော်ဘုရားတောက်ရှာတော်ဤဒီကပိညာကိုချုပ်လို့ခြင်းတို့ကတင်တို့နဲ့တို့အားလူအများဦးတော်တော်ခါရမည်သာဝရပရိတိနှင့်ဆိုင်ရန်အိုင်ပြီးတော်လာစီငါကိုအမိတရိယရှင်ငါဤအမှုကိုပြုကြလောOh
Sepuh kalau ada yang chan ceng kunci bisa tidak bawa. Biar mutana orang muda kita kamu muda ni amak kene nak bawa. Abi tu saya masih keno si jese do tak kau made kau kau dah bawa. Tenda pun yang chan ceng do nak api. Ngai yang chan ceng do tenda nak api. Mana ciro kami ni dah mau tenda uji jepit tak ke. Bila itu saya aku mau thara mau be, buat tanah roh yang cincin ku tak sudah mau be, alurnya dari tanah roh yang canda ya silong yang sudah mau ba, kalau sesuatu susah dah mau dah setia. Dia yang canda jadi tendon kursi masih. Cincin yang canda malak nabu kanan jawa so. Kalau saya itu mira buku mira calo, loka ibu sudah modal biasa yang buku mira calo, tu mira yang sah boleh ada kopi cek saya ada dulu di mengelasi cakupi.
ရားသခင်ကျေးဇူးချင်းကိုပြီးတော့စက္ကရမန်တုမင်္ဂလာကိုပေးလို့ခဲ့ကြတော့ပြီးတော့လို့ဒီဘုံငယ်မတို့ပေးလို့ချင်းခါရတော့တရားစင်မာရိယာဤခတ်ဆင်စုပန်ခြင်းအဖြစ်စင်ပြထားမြောက်ခြင်းဘုံတို့ရောက်ထိုက်သူများဖြစ်နိုင်ရမှာစာတော်ပါမယ်အကြောင်းဒီလိုသခင်ဖြစ်တော်ဘုရားရှင်နာအမိပြီးလို့တောင်းလျှောက်ကြပါလိမ့်ဗျာအာမင်ယခုဒီလရှင်ပြများအားလုံးပူဇော်စစ်တေတပါမှကျေးဇူးတင်စကားပြောကြတော်မှာဖြစ်ပါလေ။ကြောင်းရုံလာကြသောဆရာတော်ဖျားပြီးသူရဟန်းတော်များဒီကနေ့ဒီလရှင်များဘာသာတူဓမ္မမိတ်ဆွေများအားမင်္ဂလာပေါင်းနှင့်ဤဆုံးသောမနေ့ခင်းပါလို့ဥစွာပနာမနှုတ်ခွန်းဆက်သလိုက်ပါရရှင်။ဒီခက်ခဲရှုထွေးထားတဲ့အချိန်ခါများကြားမှာအတားဆီးနှောင့်ယှက်မရှိပဲတင်ငါဝယုံခံယူပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ခွင့်ကိုပေးသနာတော်မူသောပုဂ္ဂိုလ်သုံးပါးတဆုဖျားအားဥစွာဂုဏ်တော်ကိုချီးမွမ်းလိုက်ပါတယ်။ကျမတို့ကိုမွေးဖွားတန်းစင်ပေးပြီးကြာခင်းထားတဲ့ဒီလူဘဝကြီးထဲမှာမရက်တင်ရှင်သာနိုင်ဖို့ရန်ကာယဝိညာဉ်နှပြကျမ်းမာတိုးတက်ဖို့အမြဲဆုတောင်းပေးရင်ကုညီထောက်ပံ့ပေးနေကြသောဤသူရှင်သူကျေးဇူးရှင်မိဘနှစ်ပါးအားအလုံးကိုယ်စားဒီနေရာကနေကျေးဇူးတင်ကြော်လိုက်ပါတယ်ဒီနေ့တင်ငါဝဲယုံခံယူပွဲနှင့်ယာယီဂတိသစ္စာပြုပွဲမိစားတရားတော်ကိုဥဆောင်ကျင်းပပြုလုပ်ပေးသွားပါတော့ကလေးသဒ္ဒနာပိုင်းဆရာတော်ဖဲလစ်ဉာဏ်ခံထားအားအထူးကျေးဇူးတင်ကြောင်းလျှောက်ထားအပ်ပါတယ်ဗျာတစ်ဆက်တည်းမှာပဲဒီပွဲတော်ကိုအရောက်မထမ်းလာနိုင်တော့လေကျမတို့အသင်းရဲ့ကိုဖောင်ဒါဆရာတော်ကြီးနီကိုလတ်မန်ထာအားလေဒီနေရာကနေအထူးကျေးဇူးတင်ကြောင်းလျှောက်ထားလိုပါတယ်ကျမတို့ကိုအမြဲဆုတောင်းပေးအားပေးနေတဲ့အသင်းရဲ့လက်ရှိစုခရီးယာဂျန်နရယ်ဖြစ်တဲ့စစ်ဆက်ကြီးမာရီယာဘာလေကင်ဟီတူအသင်းရှိတိလာရှင်ကြီးကများအားကျေးဇူးတင်ရင်အသင်းကိုစတင်ပြုစုပြုထောင်ပေးတဲ့ပယ်လွန်သွားပြီးဖြစ်သောစစ်ဆက်ကြီးအစွမ်းသားလုံးကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်စစ်ဆက်ကြီးရဲ့ဝိညာဉ်အတွက်လည်းအမြဲတည်းဆုတောင်းပေးနေကြကြောင်းယဉ်ကျေးမှပြောကြားလိုပါတယ်ရှင်ဆက်လက်ပြီးအခက်အခဲပေါင်းစုံများကြမှာဒုက္ခကိုမမှုစေတနာမေတ္တာကိုရှေ့တန်းပြီးကတပည့်တော်မတို့ထံအရောက်ခန်းလာပြီးစစ်ဆက်ရမယ့်ဘဝပြီးမှာတည်တံ့တည်ထိုက်ကျင့်ဆောင်ရမယ့်ပါရမီများဝေမျှပြီးကတရားရည်အေးတိုက်ကျွေးပြသွားပါတော့လာဆလက်တင်းတိုင်းမှာ Reverend Father Michael Josane အားအထူးကျေးဇူးတင်ရှိပါကြောင်းလျှောက်ထားအပ်ပါတယ်ဗျာကျမတို့ကိုသူတော်စင်မောင်တော်ဝင်ခွင့်ရရန်လက်မှတ်ရေးထိုးပေးကြသောရဟန်းတော်များနှင့် Aspiring ကနေ Novice ထိကျမတို့ကိုပြုစုပြုထောင်ပေးကြသောစစ်ဆက်များအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်တစ်ဆက်တည်းမှာပဲလူလာမြောက်ချင်းမှစ၍ဒီနေ့ဒီချင်းအထိအသိပညာအတ္တပညာများကိုသင်ကြားပို့ချပေးပါသောရဟန်းတော်များတိလာရှင်များဆရာသမားများအယောက်စီတိုင်းအားကျေးဇူးတင်ကြောင်းပြောကြားအပ်ပါတယ်ရှင်ဒီနေ့သင်္ကန်းဝယုံခံယူပွဲနှင့်ယာယီဂတိသစ္စာပြုပွဲကိုပြုလုပ်ကျင်းပနိုင်ဖို့ Assumption Seminary Intermediate ကျောင်းတော်ကိုရရရောရောနှင့်အသုံးပြုခွင့်ပေးတဲ့ Seminarian Rector Reverend Father Paulinus Thangmon နှင့်တကွ
တာဝန်ရှိဘုံတော်ကြီးများအားလုံးကိုကြည်စွတင်ကြောင်းရှောက်ထားလိုပါလို့ရှင်ဒီပွဲတော်မှာဓာတ်ပုံဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးပေးပါတော့ RVA တတိမချင်း service အဖွဲ့မှ Reverend Father Joseph Zomunhin အဖွဲ့သားများအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားအပ်ပါတယ်ရှင်ဆက်လက်ပြီးဒီမီစာတရားအတွင်းတချင်ဦးဆောင်ပေးသွားပါတော့ကွာရအဖွဲ့နှင့်ဖျားเจ้าအနာပင်ပေးကြသောစစ်စစ်များချက်ပြုတ်ရည်၌တာဝန်ယူပေးသောပုဂ္ဂိုလ်ရောက်စီတိုင်းအားအထူးကျေးဇူးတင်ပါတယ်ရှင်ဒီပွဲတော်အတွက်အဖက်ဖက်မှကိုကြီးပန်းပိုးထူဒန်းပေးနေကြသောကျေးဇူးရှင်အလှူရှင်စေတနာရှင်များအားလုံးကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောကြားအပ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ကျေးဇူးတင်ထိုက်သူများအားလုံးကျေးဇူးတင်ရင်အရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေလို့ဆုမွန်တောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီစရင်းစမရရီယာရီတာဟာကျေးဇူးတင်စကားပြောချင်တော်မှာဖြစ်ပါတယ်ဒီလိုဆိုရင်အတိတယ်နော်စိတ်ကြီးနဲ့စိတ်ကြီးနဲ့မတူဘူးဘုန်းကြီးက hi hello hi ဒါမဟုတ်ဘူးဒါမေတော့ပွဲနေဆိုတော့အဝိမာရနဲ့နှုတ်ဆက်တာပါဒီနေ့ကမေတော့ပွဲနေဖြစ်တဲ့အတွက်ပထမဦးစွာဖျားခင်ကိုကျေးဇူးတင်ပါတယ်ဒုတိယအနေနဲ့ကျောင်းတော်ကြီးလာပြီးတော့ဝိစာတရားဦးဆောင်ပူဇော်ပေးပါတော့ဆရာတော်ဖျားကြီးကိုကျေးဇူးတင်ပါတယ်ဝိစာတရားနဲ့ပူဇော်ပါဝပေးကြပါတော့ဘုန်းတော်ကြီးများအားလုံးအထူးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျောင်းတော်ကြီးရဲ့ဖွင့်တဲ့ဖြစ်တဲ့အတွက်ဒီကျောင်းတော်ကြီးရှင်သန်ဖို့နော်အလူရှင်များနော်ယနေ့ယဝေးပြည်တွင်းပြည်ပအလူရှင်များအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ assumption အတွက်လူနာတို့ရဲ့ချိန်မှာဒီနေ့ရွေချက်တစ်ခုပဲထားပါတယ်ဒါက9ရက်လုံးဒီကျောင်းတော်ကြီးကိုကူညီထောက်ပံ့ပေးနေသောအလူရှင်များအတွက်ဆိုပြီးတော့9ရက်လုံး intention တစ်ခုထားပြီးတော့ဆုတောင်းပေးပါတယ်အားလုံးဖျားခင်ကောင်းချီးပေးပါစေတို့ကိုကောင်းချီးရပါအားလုံးကောင်းကြပါဘုရားတော်တရားစေနာရမဖော်ပြတော်မူသောသာတော်ဘုရားရှင်အားဖြင့်ဘုရားရဲ့အားလုံးကိုမိမိကြီးမားသောကုဏတော်ဖြစ်ခဲ့တဲ့ရန်ရှိတော်မူသောထာဝရဘုရားသခင်သည်တေတော်ကောင်းချီးပေးကကျွေးဝါစွာပြီးတော်မူပါစေတော်ကိုထိုက်တန်စွာခါလူရရှိခဲ့တဲ့ဒီသူတခေမိုက်ကာကွယ်ဆောင်မတော်မူခြင်းကိုအရှင်အမေဒီရတိုက်တော်ခါလူရရှိကြပါစေတော်အာမင်ဇနီးမေရောပွေတော်ကိုတရာကြီးညူခြင်းဖြင့်စုဝေးခြင်းပါကြတော်တင်တို့ဒီဝေဒီယဆိုင်ယဝေမြတ်စွာဘုရားဘုံကဲ့သို့ချမ်းသာဆရာဆုလာတော်များကိုလက်ခံရရှိနေကြပါစေတော်အာမင်အနန္တတကူရောစေထာဘုရားသခင်ဖြစ်တော်မူထာတော်အမေတော်သာတော်တန်ရှင်တော်ဘုရားသည်တေတော်ပေါ်၌တင်ကြတော်မူ၍တေတော်ဝရှင်နေပြီးတော်မူပါစေတော်
ယဟန်တော်များအသင်းငယ်အကြီးအကဲ Sister Maria Vanekim နဲ့တကွသီလရှင်များဒီကင်တရားထောက်များနဲ့ဘွဲ့နေရှင်များနဲ့အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းအစီအစဉ်ဖြစ်ပါတယ် Thank
So ya ba de